အသက်36နှစ်အရွယ်အင်္ဂလန်ကွင်းလယ်လူဂျော်ဒန်ဟန်ဒါဆန်ဟာဘရန်ဖို့အသင်းနဲ့လမ်းခွဲခဲ့ပြီးတဲ့နောက်ချယ်ဆီအသင်းထံအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရောက်ရှိလာခဲ့ပြီးစတန်ဖို့ဘရစ်မှာ2နှစ်စာချုပ်ချုပ်ဆိုလိုက်တယ်လို့သိရပါတယ်။2008ခုနှစ်နိုဝင်ဘာလတုန်းကဆန်ဒါလန်အသင်းနဲ့ပရီးမီးယားလိမှာပွဲထွက်ခဲ့တဲ့ဟန်ဒါဆန်ဟာလီဗာပူးအသင်းမှာကစားသမားဘဝအောင်မြင်ဆုံးအချိန်ဖြစ်ခဲ့ပြီးပရီးမီးယားလိဖလား၊ချန်ပီယံလိဖလား၊ FA ဖလား၊လိဖလား2ကြိမ်၊ဥရောပစူပါဖလားနဲ့ကလပ်ကမ္ဘာဖလားဆုတွေကိုလည်းစုခုခဲ့သူဖြစ်ပါတယ်။2023ခုနှစ်မှာတော့ဟန်ဒါဆန်ဟာလီဗာပူးအသင်းကနေထွက်ခွာခဲ့ပြီးဆော်ဒီကလပ်အေအဒီဖာနယ်သာလန်ကလပ်အေဂျက်စ်အသင်းတို့မှာကစားခဲ့တာလည်းဖြစ်ပါတယ်။ပြီးခဲ့တဲ့ရာသီဘရန်ဖို့အသင်းကိုရောက်ရှိခဲ့ပြီးအသင်းမှာခြေစွမ်းကောင်းများပြသနိုင်ခဲ့တာကြောင့်2026ကမ္ဘာဖလားပြိုင်ပွဲမှာအင်္ဂလန်အသင်းရဲ့လူစင်းမှာရွေးချယ်ခြင်းခံခဲ့ရတာလည်းဖြစ်ပါတယ်။ဟန်ဒါဆန်ကဒီလိုကလပ်အသင်းကြီးရဲ့အနေအထားကျွန်တော်အရန်လေးစားရတဲ့နီးပြနဲ့ကစားသမားတွေရဲ့အရေးအသွေးတွေကြောင့်ဒါဟာမငင်းပယ်နိုင်တဲ့အခွင့်အရေးကြီးတစ်ခုပါအသင်းပိုင်ရှင်တွေရဲ့အနာဂတ်ရည်မှန်းချက်နဲ့အောင်မြင်ခြင်းစိတ်ကိုလည်းသဘောကျမိတာကြောင့်ကွင်းတွင်ကွင်းပြင်ပစွမ်းဆောင်ရည်အပြည့်နဲ့အသင်းကိုကူညီပေးသွားမှာပါလို့၎င်းကပြောကြားခဲ့ပါတယ်ချယ်ဆီအသင်းရဲ့ဒီနွေရာသီပြောင်းရွှေ့ကာလအတွင်းနေပြသစ်အလွန်ဆိုအနေနဲ့လည်းအသင်းရဲ့လိုအပ်ချက်ဖြစ်တဲ့ခေါင်းဆောင်မှုနဲ့အတွေ့အကြုံပိုင်းတွေကိုဖြည့်ဆည်းဖို့အတွက်ဟန်ဒါဆန်အပြင်အသက်35နှစ်အရွယ်တိုက်စစ်မှုဒန်နီဝဲဘတ်စ်ကိုပါခေါ်ယူထားကြောင်းလည်းသိရှိရပါတယ်ရှင်။